no? Below the restaurant. Ma, look for it. Through Kore ma, the lunar lunya, ma, sura, the lunar jama, a tanly, canali charney. 20 စင်းတီတယောက်ကိုချင်းကပ်ပြီးတော့ဘာဖြစ်လို့အဲ့လိုအတန်လေးကိုနည်းနည်းလေးချပြီးတော့မှခေါ်ရတာတုံးဆိုတော့လျှို့ဝှက်ချက်ကိုမေးကြည့်တယ်တဲ့အဖြောက်ထားတဲ့အတန်ကသားတဲ့တကယ်ခေါ်တာကမတာမလို့ခေါ်တာတဲ့ခုနကအချိန်ချင်းပြောခဲ့တယ်လို့ပါပဲကျွန်တော်ချာစကူရော့ဆိုအတူယူပြီးတော့မှရေးခဲ့တာဖြစ်ပေမဲ့ကျွန်တော်ရေးခဲ့တဲ့ခန္ဓာကရည်စရာတွေဦးစားပေးတဲ့ခန္ဓာလို့ဖြစ်လာပါတယ်ရနန်းတစ်မှာရေးနေရနေပြီးတော့မဟေဒီမဂ္ဂဇင်းကလည်းသူတို့စီရေးပေးပါအောင်ဆိုတော့ကျွန်တော်ကျုံပလေးဘုံဘွေးဆိုတဲ့ခန္ဓာတစ်ခုရေးဖြစ်ပါသေးတယ်နောက်တော့တိုင်းရင်းစစ်ပညာမဂ္ဂဇင်းကရေးပါအောင်ဆိုလို့ကျွန်တော်ရေးလေးအသက်ရှည်ဆိုပြီးတော့ရေးပါသေးတယ်နောက်ဇီဝကမဂ္ဂဇင်းအခုတော့ကျွန်တော် perfect magazine မှာအဲ့ဖေလင်းတစ်ကဲအဲ့ဘာမဟုတ်ညာမဟုတ်ရည်စရာလို့ဘာလို့ဟိုရေးဒီရေးကဏ္ဍတစ်ခုဆက်ရည်နေပါတယ်မိတ်ဆွေများသိတဲ့အတိုင်းပဲလောကကြီးမှာအမီးအမောင်းမတည့်တာတွေကလည်းအလွန်ပေါ်တာเนาะဒီအလွန်ပေါ်တာဆိုတော့ကိုယ်တိုင်တွေ့တာတွေရောသူများပြောတာတွေရောရေးလို့မကုန်နိုင်ပါဘူးကျွန်တော်တချို့ဖောက်တယ်ချပါဘူးဒီထဲမှာတကယ်လို့တကြီးတွေရဲ့အမျိုးပိုင်ခွင့်လွှတ်ပါကျွန်တော်တကြီးတွေအကြောင်းဆက်မပြောတော့ပါဘူးတခြားလူတွေအကြောင်းဆက်ပြောပါမယ်တကြီးတွေတိတ်များသွားရင်လည်းမကောင်းပါဘူးဘာလို့ဆိုကျွန်တော်လဲ6ပေါက်ထိတ်တုံးကြောက်တတ်ပါတယ်ဆက်ပြောရမယ်ဆိုရင်တော့ကျွန်တော်ရေးထားတဲ့ခေါင်းစဉ်ကစရင်ရှင်းလိုက်တော့တဲ့စရင်ရှင်းတဲ့အကြောင်းပေါ့နော်ဥတာပြောဆိုတဲ့ပုဂ္ဂိုလ်သူတို့ငငယ်တုန်းကတော့ဟိုရက်ဒီရွာဟိုရွာဒီရွာမှာ9000ပြည့်စီတွေခစ်စားရတယ်တဲတာပေါ့နော်လင်းတင်လို့တင်ပြမယ်ဆိုလို့ကျွန်တော်ဒီအကြောင်းအရာလေးကတော့ကြပြဆရာကြီးဆရာကိုလေးအင်းဝဂုံကြီးပြောပြတာကိုကျွန်တော်ပြန်ရေးထားတာပါဖယားအောင်ယုံကန်ဆောက်ဖို့တတိုင်းခတ်ဖို့ဘာလုပ်ဖို့ညာလုပ်ဖို့အဲ့လိုနဲ့အကြောင်းမျိုးနဲ့အလူခံတွေထွက်ကြလေးရှိတယ်တဲ့ဟိုတုန်းကပေါ့နော်အဲ့တော့အလူခံတွေကအမြဲတမ်းထွက်နေကြတာဆိုတော့ကိုကကြီးအလူခံထဲ့နေရတော့ဥသာပြောတို့ရွာသားတွေကကိုကကြီးအမြဲတမ်းပေးနေရတော့ရှုံးတယ်လို့ထင်တယ်ဒါကြောင့်မလို့ကိုလည်းတစ်လှည့်အလူခံထွက်မယ်အဲ့ဒါနဲ့ရွာဦးကျောင်းဆရာတော်သွားလျှောက်တာပေါ့ဆရာတော်ဘုရားပြီးတော့လို့လည်းအလူခံထွက်ချင်တယ်ပေါ့အဲ့တော့ဆရာတော်ကလည်းပြောလဲခံပေါင်းများကြီးနေတူပါရဲ့အလူတွေခံပြီးရင်စင်းမရှင်းတာများတယ်တဲ့အဲ့တော့မလုပ်ပါနဲ့တဲ့ဥသာပြောတို့ဖွဲ့ရလဲရှင်ဖះအာယုံခံလေးပြီးတော့အောင်တော့ရွာတကာလှည့်ပြီးတော့အလှခံကြမှာလေဖះကိုရွာသားတွေကြီးပဲခဏခွဲတန်းချနေရတော့လေပင်မလှပါပြီဖះအဲ့တော့ဆရာတော်လည်းခွကြနော်ရွာသားတွေကြီးပဲခွဲတန်းချနေတာပင်မပြီဆိုတော့ဆရာတော်ကအလှခံခွင့်မပြုလို့လည်းမကောင်းရသုံးငွေကိုစည်ရင်စရာနဲ့တကွာလုတ်ပါမယ်လို့ဆိုတဲ့အာမခံချက်နဲ့ခွင့်ပြုလိုက်ပါတယ်တဲ့ဥတာပြောကလည်းငွေကြေးဆိုတာအရေးကြီးတယ်ဒါကြောင့်မလို့နော်ဂျလောက်နဲ့အလှခံပလားကင်မို့လို့တဲ့စိတ်ချတဲ့လူရွေးမယ်ဆိုတော့သူ့သမီးနဲ့တူမကိုတောင်းဝန်ပေးတယ်တဲ့ဟုတ်တယ်စိတ်ချနော်လူဆိုတာဥမတောင်းမှတီလာဆောင်တာနော်လှုပ်အားပေးတွေခေါ်လို့ရှိရင်နေတိုင်းခိုးလိုက်မယ်နော်အလှခံဖလားတဲ့ပြန်နှိုက်လိုက်မယ်ဒါကြောင့်မလို့နော်ကျွန်တော်ရေးတာရှေ့တုန်းကဆိုတော့နော်နေ့ရက်30ပေးမယ်လို့စီစဉ်လိုက်တယ်နော်အလူခံနေဆိုတာနော် loud speaker လည်းပါအောင်မှဒါကြောင့်မလို့သူ့သမက်က loud speaker ကိုတနေ့အစိမ့်နှုံးပေးပြီးတော့ငှားလိုက်တယ်နော်ရှင်းတော့ကနော်အဲ့ဒါနဲ့နော်သူတို့အဖွဲ့ကြီးကနော်တလလောက်ရတကာရွာတကာလှည့်ပြီးတော့မှအလူခံထွက်ကြတယ်တဲ့ရွာပြန်ရောက်တော့နော်တလ2လကြာပြီမဲ့ဖះအာယုံငံအတွက်အလူငွေလာမလှူသေးတဲ့ခါကျတော့ရွာဦးကျောင်းဖုံးတော်ကြီးကသူတို့အဖွဲ့ကိုခေါ်ပြီးတော့စင်းရှင်းခိုင်းပါတယ်တဲ့ဥပုပ်ဇေယျအထက်မှာပရိသတ်တွေစုံတဲ့အချိန်မှာဥတာပြောကဆရာတော်ကိုအလှခံငွေရှင်းတန်းကြီးဖတ်ပြပါတယ်တဲ့ဆူတောင်းပြည့်စီတီတော့အာယုံငံဆောက်လို့ရံအလှခံရငွေပေါင်း2934ကျပ်ပါဖះအလှခံဖလားကင်မိမပြိုကလေးများစားတော့စရိတ်ချီးမြင့်ငွေ1150ကျပ်လှဲငါးက325ကျပ်လော်စပီကာငါးက985ကျပ်သုံးဆွဲပါတယ်ဖះကြီးကြပ်ရေးအဖွဲ့လူကြီး3ဦးအတွက်ကြီးကြပ်မှုလုပ်အားစရိတ်က
1690ကျပ်သာသုံးစွဲပါသည်ဖေဟာယခုလိုသုံးစွဲငွေများကိုစုစုပေါင်းမှာက2940ကျပ်ကုန်ကြပါသည်အလှခံရငွေပေါင်းမှာ2934ကျပ်သာရရှိပါသဖြင့်အလှခံအဖွဲ့ကဖယားကြီးထံမှရရန်ငွေ6ကျပ်ပေါ်ပါသည်ဖေဟာထိုငွေ6ကျပ်ကိုဖျားတပြီးတော့ခိတ္တစိုက်ပါသဖြင့်ဂောဘကအဖွဲ့ကပြန်လဲချီးမြှင့်ရန်လျှောက်ထားပါသည်ဖျားလို့လျှောက်ထားတော့ဆရာတော်လည်းဘာမှမမိန်တော့ဘဲနဲ့ဥပုသ်ဇေယျကနေတော့ဆင်းသွားတယ်တဲ့ဒီမှာတော့မရှိပါဘူးတရှိတော့ကနောက်တစ်ခုကတော့အာနာပါတယ်တော်တော်ကိုအာနာပြီးတော့မှပြောရမှာပါဘာလို့ဆိုတော့ပရိသတ်ထဲမှာတော်တော်များများလည်းဆရာဆရာမတွေဆိုတော့အခုကဆရာဆရာမတွေကိုရေးတာဖြစ်ခေါင်းစဉ်ကဘူးကြော့ကျင်လို့တဲ့ဆရာကြီးဦးစောမောင်နာမည်တူမရှိဘူးနော်ရှိလေဟိုကမန္တလေးဘက်ကဦးစောမောင်နော်အမတန်သိက္ခာသမာဓိရှိတယ်လို့ရရွာကလေးစားပါတယ်တဲ့ဆရာကြီးကိုတပည့်လေးတွေကဝါဝင်ဝါတွက်မှာကြော့ကြတယ်ကြော့တဲ့ပစ္စည်းလေးတွေကတော့ထုံးစံတိုင်းပေါ့တောဆိုတော့တစ်သီးလေးတွေဟင်းသီးဟင်းရွက်ကလေးတွေနောက်ဆုံးအများဆုံးပါမှကိတ်မုံဘူးလေးလောက်ပေါ့အချိန်ကာလတွေပြောင်းလာတော့နော်ဆရာကြီးအတွက်တိုက်ပုံစဆိုတာလေးပါလာတယ်ပစိုးလေးပါလာတယ်ဆရာကြီးကြော်အတွက်ဘူးပါတိတ်ပါလာတယ်မုံဘုံလေးတွေဖြစ်လာတယ်အဲ့ဒါဆရာကြီးမကြိုက်ပါဘူးဒါမဲ့လည်းဆရာကြီးကြော်ကြိုက်နေတော့လက်ခံရတာပေါ့နော်စာမျိုးဝဲတွေဖြည့်ပြီးတော့တနေ့မှာတော့ကျောင်းသားလေးတယောက်ကလက်ဆွဲချင်းကလေးဆွဲပြီးတော့ဆရာကြီးအိမ်ရှိကိုရောက်လာတယ်တဲ့အဲ့အချိန်မှာဆရာကြီးနဲ့ဆရာကြီးကြော်ကအိမ်ထဲမှာထမင်းစားနေကြတာအိမ်ရှိမှာတွေ့ရတဲ့ဆရာကြီးရဲ့သားအကြီးလေးကိုအဲ့ဒီခုနလာတဲ့ကျောင်းသားလေးနဲ့သူ့အဖေကပြောတာပေါ့ဆရာကြီးကိုဘူးနဲ့ကြော်ကျင်လို့ပါဘူးဆိုတဲ့အတန်ကြတာနဲ့ဆရာကြီးကြော်ကအင်ဒိုနီးရှားတွေပဲပြေးမြင်တာအောင်နော်ဆရာကြီးကြော်ကအိမ်ရှိကမ်းမှာဖြာလေးမြန်မြန်ခင်းဆရာကြီးကလည်းအိမ်ဦးကမှတင်မြင်လေးခွေးပြီးတော့ထိုင်းနေနော်ကလေးလေးကလည်းနော်ချင်းတောင်ကလေးကိုရှေ့မှာချပြီးတော့မပြက်ပြက်ဘူးကြော့ပါလေချင်းနဲ့လှမ်းကြည့်လိုက်တော့ဘူးသီးစိတ်ကလေးသုံးလို့ချင်းနဲ့ဘူးသီးစိတ်ကလေးကြည့်ပြီးတော့ဆရာကြီးကြော့မင်းနဲ့ကွယ်ချင်းဟင်းချက်စားဖို့မကြီးမိုက်ကလေးပါယူခဲ့ဖို့ကောင်းတာပေါ့လို့ပြောအဲ့ဒါဘယ်သူပြောတာတော့မမှတ်မိတော့ပါဘူးမှတ်မိပါပြီမြို့သားဘက်ကတယောက်ပြောတာပါအခုပြောမဲ့တခုကတော့စာရေးဆရာဆရာမောင်စူးစမ်းပြောတဲ့ဟာပါဒါလည်းနိုင်ငံခြားဟာတာပါနော်ဟိုဒါကြိုပြောတာနော်ဒီမှာကိုနော်ကျွန်တော်စာရွက်များကိုမြည်သူမဆိုလာရောက်စစ်ဆေးနိုင်ပါတယ်နော်တရားဝင်ပုံနှိပ်ဖော်ပြထားတာများကိုမတူဆွဲထားတာပါနော်ကျွန်တော်အဲ့ဒီတိုင်းဖတ်ပြမယ်အခုအပြစ်ပြက်ကနိုင်ငံခြားမှာဖြစ်တာပါတဲ့ကျွန်တော်ခေါင်းစဉ်ကိုအဲ့လိုနဲ့စထားတာနော်လူတယောက်ကတဲ့သူ့အိမ်တကားဝမှာလူခေါ်တဲ့လျှက်စစ်ခေါင်းလောင်တက်ပေးဖို့လို့အလုသမားကိုခိုင်းတယ်တဲ့အလုသမားပြီးဆရာဆိုတော့အဲ့ဒီဆရာဆိုတဲ့လူကခေါင်းလောင်တီးတဲ့ခလုတ်ကိုတတ်ထားတာကိုကြည့်တော့ဒေါပွားတယ်ညှလိုက်တဲ့အကောင်တုံးလိုက်တဲ့အကောင်ခေါင်းလောင်ကဘယ်မှာတက်ထားလဲဆိုအိမ်ရှိအဝင်ပေါက်တကားမှာတက်တယ်ငါတက်စီချင်တာအိမ်ရှိတကားမဟုတ်ဘူးကွာနောက်ဖေးတကားတဲ့ငါမိတ်ဆွေတွေကအိမ်ရှိကဝင်လေးဝင်ထားမရှိဘူးအလုသမားကလည်းဟုတ်ကဲ့ဆရာလို့ပြောပြီးတော့အိမ်ရှိမှာတက်ထားတဲ့ခေါင်းလောင်းလေးကိုဖြုတ်ပြီးတော့မှနောက်ဖေးတကားမှာသွားတက်ပြီးပါပြီဆရာဆိုတော့အဲ့ဆရာအိမ်နောက်ဖေးပေါက်မှာတက်ထားတဲ့လက်စစ်ခေါင်းလောင်းခလုတ်ကလေးကြည့်ပြီးတော့ဒေါပွားပြန်ဟာမင်းတော်တော်စဉ်းစားဉာဏ်မရှိတဲ့ကောင်တော်တော်တုံးနဲ့နာလပိနှုံးကောင်ခလုတ်ကငါတက်စေခြင်းတို့အဲ့ဒီလိုလင်းကားပြီမြင့်တဲ့နေရာမှာမဟုတ်ဘူးกว่าတဲ့အမြင့်ကြီးမှမဟုတ်ဘူးတဲ့6လက်မှတ်လောက်မြင့်တဲ့နေရာတပေလောက်မြင့်တဲ့နေရာမှာတက်စေခြင်းလားတဲ့အဲ့တော့အလုသမားခလုတ်ကိုကလေးတွေမမီမှဆိုလို့လားဆရာဖြင်းလိုက်တဲ့ကောင်လိုက်တဲ့ကောင်ဆိုတဲ့ပုံနဲ့ကြည့်ပေါ့ငါဧည့်သည်တွေကအထုပ်တွေတပွေးတစ်ပိုက်ကြီးနဲ့လာမှာတဲ့လက်နှစ်ဖက်လို့မအားဘူးတဲ့လူကောခေါင်းလောင်းခတ်တိတန်မှာခြေထောက်နဲ့လှမ်းပြီးတော့မှနှိပ်လို့ရမှာပေါ့တဲ့ဆိုအဲ့တော့အဲ့ဒါလဲဆရာမောင်စူးစမ်းပြောပြတာလေးကိုဖောက်တယ်ချတာပါနောက်တစ်ခုကတော့ဘယ်သူပြောတာမှမမိတော့ပါဘူးကျွန်တော်ခေါင်းစဉ်ကိုတော့စကားမှမပြီပဲလို့ပေးထားပါတယ်တငယ်ချင်း2ယောက်ရှိပါတယ်နော်ဥဖုံနဲ့ကျော်ရင်မြင့်
နော်တငယ်ချင်းနှစ်ယောက်ဆိုင်ကယ်ဒဇင်းစီနဲ့ခရီးနှင်ကြတာပေါ့နော်လမ်းကလည်းတောရွာလှဲလန်းချောင်းဆိုတော့ဂျိုက်နေကျင်းနေဂမူတွေကသင်းနေနဲ့ဆိုင်ကယ်စီးရတဲ့အင်မတန်ဆိုးမွေပူရကင်းမောင်ဆိုသလိုနေကလည်းမွန်းတက်လမ်းကလည်းမှားမျက်စိကလည်းလဲတစ်ဒီပါတယ်မြန်နေခုတ်တလားမသိပါဘူးနားခိုစရာတိတ်ရိပ်ဝေးရိပ်ကလည်းမရှိသူတို့နှစ်ယောက်ကညောင်ကုန်းဆိုတဲ့ရွာကလေးကိုသွားတော့လမ်းလွဲနေဆိုလမ်းမှာကျလူတယောက်နဲ့တွေ့တာဟုတ်တွေ့တဲ့ခါကျတော့ညောင်ကုန်းကိုဘယ်လမ်းသွားမလို့ဆိုမေးပါတယ်ဟာကိုလူတို့လမ်းမနေပြီတဲ့ဒီကနေနောက်ပြန်လှည့်ရမယ်တဲ့ပြီးတော့ဟိုမှာတဲ့ထမ်းမင်းနေမြင်လားတဲ့အဲ့ဒီထမ်းမင်း6ပင်မပီလို့လေကြည့်ရတာတက်ကုန်းဘက်ကထင်ပါတယ်နော်ထမ်းမင်း6ပင်ကိုပြန်သွားပြီးရင်တဲ့ရေရုံးကလေးရှိတဲ့ခြေလမ်းကလေးတိုင်းလိုက်သွားတဲ့အဲ့ဒါညောင်ကုန်းရောက်လိမ့်မယ်လို့တည်တည်ချာချာလမ်းညွှန်လိုက်ပါတယ်အဲ့တော့ဦးဖုံးကလားဆိုတော့နောက်ပြန်လှည့်မယ်လို့တယ်အဲ့တော့ကျော်ရင်မြင့်ဆိုတဲ့ကောင်ကဟာတဲ့နောက်ပြန်မလှည့်ဘူးတဲ့ရှေ့ပဲဆက်ချီတတ်မယ်တဲ့ဟာဦးဖုံးကဘာဖြစ်လို့လဲကိုကျော်ရင်မြင့်သူပြောတယ်လေကျွန်တော်တို့လမ်းမနေပြီတဲ့ရှေ့ဆက်သွားရင်ပို့ပြီးတော့မှားတော့မှာပေါ့ဒီမှာတဲ့စကားမပီတဲ့လူညွှန်တဲ့လမ်းကိုဘယ်တော့မှမလိုက်ဘူးတဲ့နေဘူးကျဲကျဲကြီးမှာလမ်းမကြီးတိုင်းဆက်လျှောက်သွားတယ်တဲ့ဒါလည်းရေးခဲ့ဘူးတဲ့ဟာတာလေးတစ်ခုပါနောက်တစ်ခုကတော့ကျွန်တော် over speed လို့နာမည်ပေးထားပါတယ်လွတ်လပ်ရေးရကစား1950-50ခုနှစ်လောက်ကပါဦးမောင်မောင်တိတ်ဆိုတဲ့သူတယောက်မြို့အုပ်ဖြစ်ပါတယ်တဲ့အထက်ညာမှာပေါ့မြို့မင်းဦးမောင်မောင်တိတ်ဟာအလွန်လေပေါ်တဲ့လူတဲ့ခမကြေးဝါတကြီးမင်းတွေကဒါပါပွဲလုပ်လို့ရှိရင်တကြီးတွေစားဆောင်လုံးလုံးနဲ့ပိန်လိန်ပြီးတော့မှသူမှားတန်းချွေတာကိုကြိတ်မိတ်ပြီးတော့နားထောင်ရတာဓာန်ပေါက်တွေတောင်သူ့ဘူးပါတယ်တဲ့ပြောကြတာပေါ့လေဦးမောင်မောင်တိတ်မို့လားတော်တော့တယ်မောင်မောင်ညံဆိုရင်တော့နားတော့ခံနိုင်မယ်မထင်ဘူးဆိုတော့ပြောလိပြောထားရှိပါတယ်တဲ့ကျွဲကြံကုန်းဆိုတဲ့ရွာမှာရွာဦးเจ้าဆရာတော်ပြန်လွန်တော်မူတဲ့ခါကျတော့ရွာတကြီးကိုဖိုးထွန်းကဖုံးကြီးပြန်ပွဲမှာပြည်တော်သားဒိုင်းစုဘောလုံးပွဲကြီးတစ်ခုလုပ်ပါတယ်ကျွဲကြံကုန်းတို့30ဘေးတို့ကုန်းတန်းတို့ကျိန်တော်တို့ညောင်ကုန်းတို့ရွာသားအေးတို့ဆိုတဲ့ရွာဘောလုံးထူးချွန်တဲ့သူတွေဟာအများကြီးလာပြီးတော့ဘောလုံးကန်ကြတာပေါ့လေကန်ကြတော့ဘောလုံးပွဲဖုံးကြီးပြန်ပွဲဆိုတော့နော်မြို့ဦးမင်းကပွဲမိန်တောင်းရင်းနဲ့နော်မြို့ဦးမင်းကိုလည်းကြွရောက်ချီးမြှင့်မှာဆိုတော့ဝိကျေဝုတ်ကုံဖိတ်တယ်တဲ့မြို့ဦးမင်းကဘောလုံးဝင်းဖွင့်ပွဲလာမယ်ဆိုတော့တကြီးတော်စိတ်ညစ်သွားသူဝိကျေဝုတ်ကုံဖိတ်တာဟုတ်အဖွင့်စကားပိတ်ရှင်းနေတော့ဒုက္ခပဲအဲ့တော့ဒါပေမဲ့ तू ပြောမဲ့လူအကြောင်းသိတော့ညနေ4 နာရီစာ2ချက်တီးမှစမယ်ဆိုတော့ရွှေ့လိုက်တယ်ကွင်းဖွင့်ပွဲမှာဘွေစောဦးကံမာကညောင်ကုန်းနဲ့ရွာသားအေးရွာတဲ့ရွာကန်တွေရောဘောလုံးမွေးကြည့်မဲ့လူတွေရောအကုန်လုံးကတခါရဲနေမွန်းတဲ့လောက်ကြတဲ့ကွင်းထဲမှာပြည့်နေရလဲချစ်တော့ပူးနေ2ချက်တီးမှကွင်းဖွင့်ပွဲစပါတယ်တဲ့ဗိသိက်ဆရာဥဆန်ရကတပီနုနဲ့ငွေခရုနဲ့ရေစင်တွေသွန်းပြီးတော့မြို့အုံမင်းဥမမောင်တိတ်ကအမှားစကားစပြောပါတယ်မန္တကလေးထိုးပေးထားတဲ့အရေးထဲပြောရတာဖြစ်ပေမဲ့မြို့အုံမင်းခမညာချွေးသီးချွေးပေါက်တွေကြလက်ကင်မွာနဲ့ချွေးတုပ်လိုက်စကားပြောလိုက်ဖန်ကြိုင်နဲ့ရေတောက်လိုက်ထပ်ပြောလိုက်နဲ့4 နာရီခွဲတဲ့အထိလည်းအမှားစကားမပြီးသေးဘူးဘောလုံးသမားတွေလည်းနေပူတဲ့မတ်တရပြီးတော့နားထောင်ရတာဆိုတော့ခြေထောက်တွေလည်းသွေးတောက်ချွေးတွေလည်းရေနစ်တယ်လို့ထွက်9 နာရီခွဲတော့လည်းမြို့အုံမင်းအမှားစကားမပြီးသေးဘူးပရိသတ်ထဲကလေးတွေလည်းငိုကြအိမ်ပြန်မယ်ဖြစ်ကုန်ဦးမောင်မောင်တိတ်ကသူ့ရဲ့အမှားစကားကိုနေဝင်တော့မှလက်ဆက်တတ်ပါတယ်တဲ့ဆောင်းတွင်းမို့လို့နေဝင်တာနဲ့မောင်ရည်လည်းတန်းလာတော့ဘောလုံးကံဖို့အချိန်မရှိတဲ့အတွက်ကြောင့်မို့လို့ဘောလုံးမွဲကိုနောက်တနေ့ရွှေ့လိုက်ရပါတယ်တဲ့ဟုတ်ကဲ့ကျွန်တော်လည်း19 နှစ်လောက်ရှောက်ရေးလာတာဆိုတော့တော်ပြောမယ်ဆိုလဲဖတ်ပြမယ်ပြောတာဟုတ်ပေါ့လေကျွန်တော်ဖတ်ပြတာပါဖတ်ပြမယ်ဆိုလဲဖတ်ပြကြရတယ်အများကြီးပေါ့နော်ဒါပေမဲ့လည်းဖာလူရာခဏနေမှချမှာကွာရေခွက်ပဲအရင်ချတာဆိုတော့ရေခွက်ကဒီလောက်ပဲကောင်းမှထင်ပါတယ်ကျွန်တော်ခုနတင်ပြခဲ့တယ်လို့ပဲချားစကူရော့ရဲ့လမ်းပေါ်မှာစာအုပ်ကိုခြေခံပြီးတော့လူတဘာဝလူဟာတာတွေကိုကျွန်တော်ရေးခဲ့တာ19 နှစ်လောက်ရှိသွားပါပြီဒါတွေပေါင်းပြီးတော့မှကျွန်တော်စာအုပ်တွေထုတ်ဖြစ်ခဲ့တာလည်းမနှဲပါဘူးခုနကျွန်တော်တင်ပြခဲ့တယ်လို့ချားစကူရော့စာလူတွေတဲကိုတကယ်ဆင်းပြီးတော့တွေးကြုံတာတွေကိုရေးတာပါကျွန်တော်ကသူ့လိုလူတွေနဲ့တွေ့ပြီးတော့လူတွေရဲ့ပဂရိအတန်တွေကိုရေးကျင်လာပါတယ်
ဒါကြောင့်မို့လို့ကျွန်တော်ကုမုဒ္ဒရာဂျာနယ်ထဲမှာလမ်းပေါ်မှာဆိုတဲ့ကန္တာတစ်ခုဖွင့်ပြီးတော့